ဒီနေ့ကတော့ဘယ်ပစုံတီးရယ်ဒါပဲကြောက်ရှာပွင့်လေးနဲ့လုပ်ပါတယ်ဒါလေးကတော့ပစုံစိတ်လေးကြော်လို့ပစုံစိတ်လေးကြော်ပါတယ်ပစုံစိတ်ကြော်ရပါပြီစိတ်သားကြောက်လေးဖုတ်ထားတာလေးရပြီဆိုတော့ဖွင့်လိုက်ပါဦးမယ်နော်ကြောက်ဖို့စီနေသူရေမီပဲစီလေးစမ်းဒါလေးကတော့ခန်းကျင်ဒီမှာချင်းလေးပေါ့ချင်းလေးနဲ့မမြင်းလေးနဲ့ပေါက်ချက်ပါပစုံစိတ်ကြောပစုံဒီတော့လေးရစိတ်ကြောက်ဖို့ဒီတီးစိန်လေးထောင်းပါတယ်တီးစိန်လေးရှူရှဲလေးလေးကတော့မပါမဖြစ်အာလူးကြော်ပေါ့နော်ဒါလေးကမေးကြီးချိုရဲ့အာလူးကြော်ရမ်းစားကောင်းတယ်ဒါကျွတ်လေးနဲ့စားကောင်းပါလေရှင်ကဲကျေးဇူးပါ